ထိုင်းဘာသာစကားကိုလည်းလေ့လာခြင်းနဲ့ကိုကအလုပ်တစ်ဖက်နဲ့မို့လို့ထိုင်းစာလေ့လာဖို့အတွက်အချိန်တွေလည်းအများကြီးမပေးနိုင်ဘူးထိုင်းစာလေ့လာမယ်ဆိုလို့ရှိရင်လည်းဘယ်ကနေစပြီးတော့ဘယ်လိုလေ့လာရမလဲဆိုတာကိုမသိဘူးဆိုပြီးတော့လမ်းပြောင်းနေတဲ့သူတွေရှိလားဒါမှမဟုတ်ထိုင်းနိုင်ငံကိုရောက်ပြီးတော့မှထိုင်းဘာသာစကားမတက်လို့အလုပ်ကိုင်ခွင့်လန်းတွေကိုလက်လျှော့နေရတာမျိုးဖြစ်နေပြီလားဒီလိုဆိုလို့ရှိရင်တော့ခိုင်ကထိုင်းဘာသာစကားကိုအမြန်ဆုံးတက်မြောက်ဖို့အတွက်အရေးကြီးတဲ့အဆင့်3ဆင့်ကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့စောင့်ကြည့်သွားပေးကြအောင်နော်ပထမဆုံးအဆင့်အနေနဲ့ကထိုင်းဘာသာစကားရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ထိုင်းပြည်နဲ့သရတွေကိုအတန်တွက်မှန်မှန်ကန်ကန်နဲ့ပြပြသားသားထွက်ဆိုနိုင်အောင်လေ့လာရမှာဖြစ်ပါတယ်။အတန်တွက်မှန်ကန်မှာနောက်ပိုင်းစကားပြောတဲ့အခါကျရင်အတန်တွက်မှန်မှန်လေးပြောဆိုနိုင်မှာဖြစ်ပါတယ်။အဆင့်အနေနဲ့ကတော့ခိုင်တို့ကစာဖတ်တတ်အောင်စူးစမ်းတာဖြစ်ပါတယ်။စာဖတ်တတ်မှာပဲခိုင်တို့အပြင်မှာမြင်ရတဲ့ sign board တွေကြော်ညာစာတွေစာတန်းတွေကိုခိုင်တို့ကကိုယ့်ဘာသာကိုဘာသာပြန်လာနိုင်ပြီးတော့တခြားစကားလုံးအသစ်တွေကိုလည်းအလွယ်တကူမှတ်မိလာပါလိမ့်မယ်။နောက်ဆုံးအဆင့်3အနေနဲ့ကတော့ခိုင်တို့ကနေ့စဉ်3ဝါကြလေးတွေကိုစတင်လေ့လာပြီးတော့လက်တွေ့ပြောကြည့်ဖို့ပဲဖြစ်ပါတယ်။ဒီအဆင့်3ဆင့်လုံးကိုစနစ်တကျနဲ့အချိန်တိုလေးအတွင်းမှာအခြေခံခိုင်အောင်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ခိုင်စီမှာ online business level 1သင်တန်းလေးရှိပါတယ်เนาะဒီသင်တန်းလေးရဆိုလို့ရှိရင်ထိုင်းစာအခြေခံမရှိတဲ့သူတွေကအစား business ကနေစပြီးတော့ရေးတက်ဖတ်တက်အောင်တေချာလေးသင်ကြားပေးတာဖြစ်ပါတယ်ပြီးတဲ့ခါကျတော့ online ကနေသင်ရတဲ့သင်တန်းဖြစ်တဲ့အတွက်ကြောင့်မလို့မိမိရဲ့အားလက်တဲ့အချိန်မှာအေးအေးဆေးဆေးလေးလာသင်ယူလို့ရနိုင်ပါတယ်သင်တန်းချိန်ပြီးဆုံးသွားတဲ့အချိန်မှာလည်းဗီဒီယိုလေးတွေပြန်ပို့ပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့မိမိအားလက်ချိန်တိုင်းပြန်ပြီးတော့ဗီဒီယိုလေးတွေပြန်ကြည့်ရင်လည်းပြန်ပြီးတော့လေ့လာလို့ရပါတယ်ရှင်တကယ်လို့သင်တန်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရဆိုလို့ရှိရင် TikTok ချက်ပေါက်ကနေတစ်ဆင့်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်เนาะ See you ပါနောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့တွေ့ကြမယ်เนาะတတာ